ဇလန်းစာမှာကမ်ပတ်ဘာကဆိုင်ကိုရောက်နေတဲ့စာရေးဆရာဟာလန်အဲလီဆန်ရဲ့ပရိသတ်တယောက်ကစာရေးဆရာဟိတ်ခရက်ရဲ့စာအုပ်ကိုဖတ်နေတဲ့ကျောင်းသားတွေကိုလှောင်ပြောင်နေပါတယ်။သူကားပါကင်ဘက်ထွက်သွားတဲ့အချိန်မှာအဲ့ဒီစာအုပ်ထဲကတတ်တော်ကကြီးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ဒယ်ရိုတက်ကတူကိုရောက်တဲ့အခါမိဘတွေကသားသမီးတွေကိုအသီးသီးလိုက်ပို့ပေးကြပါတယ်။ဖရက်ကတော့ရှက်ကီကဘယ်လ်မာဆာစကူဘီကိုပဲရွေးလိုက်တဲ့ကိစ္စကြောင့်သူတို့အဖွဲ့စိတ်ဝမ်းကွဲနေမှာကိုစိုးရိမ်နေတုန်းဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့တွေတယောက်မျက်နှာတယောက်ကြည့်ပြီးစကားတခွန်းမှမပြောဘဲလမ်းခွဲလိုက်ကြပါတယ်။ဖရက်ကကျောင်းသားအဖွဲ့ကြီးသွားပြီးမိတ်ဆက်တဲ့အခါအဲ့ဒီအဖွဲ့ဝင်တွေကသူတို့ရဲ့အဓိကအလုပ်ကနဗန်လုံးနာပါလို့ပြောပါတယ်။ Daphne ကတော့ Blake Family Center အဆောက်အဦရှိမှာအကြောင်းအရာတစ်ခုအတွက်ဆန္ဒပြနေတဲ့စီကိုသွားတွေ့ပါတယ်။ Shaggy နဲ့ Scooby က Campus Burger ဆိုင်ကိုသွားပြီးနာမည်ကြီးအစားအစာမှာကြပေမဲ့အစားအသောက်ရောက်လာတော့မှဒီဆိုင်ကပြီးခဲ့တဲ့ရက်ကပဲစီမံခန့်ခွဲတဲ့သူပြောင်းသွားတာကြောင့်တတ်လွတ်ဆိုင်ဖြစ်သွားမှန်းသိလိုက်ရပါတယ်။ Velma က Harlan Ellison ရဲ့ဟောပြောပွဲကိုတက်ရောက်လာတဲ့အခါကျောင်းသား Robert က Ellison ရဲ့စာတွေနဲ့ Haycraft ရဲ့စာအုပ်တွေကိုနှိုင်းယှဉ်မေးမြန်းနေပါတယ်။ Ellison က Haycraft ဆိုတာအပျော်တမ်းစာရေးဆရာတယောက်ပါပဲလို့ပြောချပေမဲ့ Robert ကတော့ Haycraft ကတခြားကဘာကအမှောင်တတ်တော်တွေကြောင့်နားလေတယ်ထူးချွန်တဲ့စာရေးဆရာဆိုပြီးပြန်ညင်းပါတယ်။ညဘက်မှာ Ellison ကသူ့ကားစီသွားနေတော့ချာကာကော်တကွန်ဆိုတဲ့တတ်တော်ဝါကြီးတိုက်ခိုက်တာခံလိုက်ရပါတယ်။အဖွဲ့သားတွေအသီးသီးအော်တန်ကြလို့ပြေးလာကြတဲ့အခါတတ်တော်ဝါကြီးနဲ့ Ellison မရှိတော့ပေမဲ့ Velma က Haycraft ရဲ့စာအုပ်တအုပ်ကြံခဲ့တာကိုတွေ့လိုက်ရပါတယ်။ Daphne ကစာအုပ်ထဲမှာစာကြောင်းတားထားတာတွေနဲ့အနံစိုးတစ်ခုရနေတာကိုလည်းသတိထားမိလိုက်ပါတယ်။အဖွဲ့သားတွေ Professor Haycraft အိမ်ကိုသွားကြတဲ့အခါ Haycraft ကသူ့စာတွေကြောင့်ဒီတတ်တော်ဝါတွေကဘာပေါ်တကယ်ရောက်လာတာလားဆိုပြီးစိုးရိမ်နေပါတယ်။ Velma က Haycraft စီလာတဲ့ပရိသတ်ပေးစာတွေကလက်ရည်အများကြီးကတူနေတာကိုသတိထားမိလိုက်ပေမဲ့ပြန်ကန်ဒီမှာ Fred ကအတူပေါင်းပြီးအမှုဖြေရှင်းဖို့ပြောပေမဲ့ကျန်တဲ့သူတွေကဂရုမစိုက်ပဲထွက်သွားကြပါတယ်။ Shaggy နဲ့ Scooby က Campus Burger ဆိုင်မှာ Velma နဲ့ပြန်တွေ့ပါတယ်။ဆိုင်ကတက်လွတ်ဖြစ်နေပေမဲ့ဒီနားတစ်ဝိုက်မှာစားစရာဆိုင်ဆိုလို့ဒီတစ်ခုပဲရှိနေလို့ဖြစ်ပါတယ်။ Fred နဲ့သူ့နဗန်အဖွဲ့က Fred ကိုသူတို့အဖွဲ့ရဲ့ဒလေးဖြစ်တဲ့ပူတင်အိုးထဲကိုနှစ်ဖို့ထွက်သွားကြပါတယ်။ချာကာကော်တကွန်တတ်တော်ဝါကြီးဆိုင်ကိုဝင်တိုက်တဲ့အခါ Shaggy က Velma ကိုဆွဲပြီးထွက်ပြေးပါတယ်။ Daphne က Ernesto နဲ့ဘာဆက်ပြီးဆန္ဒပြရမလဲတိုင်မြင်နေတော့ Fred ကသူ့လက်ကိုဆွဲပြီးဆက်ပြေးကြပါတယ်။အဖွဲ့သားတွေထွက်ပြေးရင်သူတို့ကိုလာချောင်းနေတဲ့ Haycraft နဲ့ဝင်တိုက်မိပါတယ်။ Haycraft ကအမှန်တရားကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပြီးဟောပြောပွဲခန်းမထဲမှာသူ့စာတွေအားလုံးဟာလိန်ညာထားတာပါဆိုပြီးဝန်ခံလိုက်ပါတယ်။အမာခံပရိသတ်တယောက်ဖြစ်တဲ့ Robert ကမယုံနိုင်ပဲဘသူကလိန်ခိုင်းတာလဲဆိုပြီးထမေးပါတယ်။မထင်မှတ်ပဲ Ernesto နဲ့လူအုပ်ကြီးရဲ့တခြင်းမဆုံးခင်မှာပဲတတ်တော်ဝါကြီးပေါ်လာပြီး Haycraft ကိုဖမ်းခေါ်သွားပါတော့တယ်။ Haycraft ရဲ့အိမ်ရောက်တော့အဖွဲ့သားတွေလူခွဲပြီးထောင်ချောက်လှုပ်ဖို့ဖြစ်စီရှာကြပါတယ်။ Shaggy ကရေပွဲလက်တံနဲ့အဆွဲခံရတယ်ထင်ပေမဲ့တကယ်တော့လွယ်အီကျိုးဖြစ်နေပါတယ်။အိတ်ထဲကစာအုပ်မှာ Haycraft ကိုယ်တိုင်ရေးသားထားတဲ့ဇာတ်လမ်းတွေနဲ့စောစောကအနံ့လိုမျိုးရနေတာကိုတွေ့လိုက်ရပါတယ်။အခန်းတစ်ခုတည်းကအကူအညီတောင်းတန်ကြလို့ Fred တကားဖွင့်လိုက်တဲ့အခါဇလန်းအစမှာအဖမ်းခံထားရတဲ့ကောင်လေးကိုစာအုပ်တွေကြားမှာပိတ်မိနေတာတွေ့လိုက်ရပါတယ်။ခေါင်းမိုးပေါ်ကနေ Haycraft ရဲ့အတန်ကိုကြားရပြီးသူဖန်တီးထားတဲ့တတ်တော်ဝါကြီးကသူ့ကိုပြစ်ချတက်ဖြတ်ဖို့လုပ်နေတာကိုတွေ့ရပါတယ်။ Fred, Daphne နဲ့ Velma တို့ကတတ်တော်ဝါကြီးအာယုံပြောင်းသွားအောင်ဂါရာရွတ်တယ်လို့အော်ဟစ်နေတော့ Shaggy နဲ့ Scooby ကဝင်တိုက်ခိုက်ပါတယ်။ Haycraft ပြုတ်ကျလာတာကို Shaggy ကဖမ်းလိုက်နိုင်တယ်လို့ပြုတ်ကျလာတဲ့တတ်တော်ဝါကြီးကိုလည်း Haycraft ကပြန်ဖိုင်းလိုက်နိုင်ပါတယ်။ Fred ကတတ်တော်ဝါကြီးရဲ့အော်တန်ပြောင်းအောင်လေဘက်နဲ့ပိတ်လိုက်ပြီး Velma ကမျက်နှာဖုံးခွာလိုက်တဲ့အခါ Haycraft ရဲ့အမာခံပရိသတ် Robert ဖြစ်နေပါတယ်။တတ်တော်ဝါရဲ့ဆူရှာတဲ့အော်တန်ကိုမျက်နှာဖုံးထဲကစပီကာနဲ့လှုပ်ထားတာဖြစ်ပြီးအနံ့ဆိုးကတော့မျက်နှာဖုံးမှာရေပွဲလက်တံအစ်စ်တွေတက်ထားလို့ဖြစ်ပါတယ်။ရဲတွေတရားခံကိုဖမ်းခေါ်သွားပြီးတဲ့နောက်မှာတော့ Harlan Ellison နဲ့ Haycraft တို့ဟာပရိသတ်တွေဟာအဆိုးဆုံးပဲဆိုတာကိုသဘောတူလက်ခံသွားကြကဒီအကြောင်းစာအုပ်အတူတူရေးဖို့တိုင်ပင်ကြပါတယ်။အဖွဲ့သားတွေ Mystery Machine စီကိုပြန်ရောက်တဲ့အခါ Mr. E ထားခဲ့တဲ့ Darrow မိသားစုမှတ်တမ်းတစ်တာတစ်လုံးကိုတွေ့ရှိလိုက်ရပါတော့တယ်။ Crystal ကိုမြို့ကနာမည်ဆိုးနဲ့ကြော်ကြပြီးအန်ဒီရများတဲ့ Destroyer Company ဝန်ထမ်း Calsapian ဟာအိမ်ပြန်လမ်းမှာချင်းချောက်ဖုန်းခေါ်တစ်ခုကိုလက်ခံရရှိပါတယ်။ဖုန်းခေါ်တဲ့သူကအလောက်ကမထွက်ရင်အန်ဒီရကြုံရမယ်လို့ပြောပေမဲ့သူကတော့နောက်ပြောင်တာပဲဆိုပြီးလစ်လျူရှုလိုက်ပါတယ်။ဒါပေမဲ့လမ်းမှာပစင်းရင်ကွယ်တတ်တော်ဝါကြီးရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးကမ်းပါအောက်ကရေထဲကိုလိမ့်ကျလူနီးပါဖြစ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာ Scooby Doo တို့အဖွဲ့ဟာဒေါက်တာ Rizzian ရဲ့ပစင်းရင်ကွယ်တွေအကြောင်းဟောပြောပွဲကိုနားထောင်နေကြပါတယ်။ Jens ရဲ့ရုပ်ရည်ကြောင့် Daphne အပါဝင်မိန်းကလေးတွေကအားလုံးကစိတ်ဝင်စားကြပေမဲ့ Fred ကတော့ထောင်ချောက်အကြောင်းပဲစိတ်ရောက်နေလို့ Daphne လည်းစိတ်ပြတ်နေရပါတယ်။ Jens က Shaggy နဲ့ Scooby တို့စားနေတဲ့ Nature Silver တည်ကြည်စာမုန့်တွေဟာတဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးတဲ့ Destroyer Company တို့မလို့မကြိုက်ပါဘူး။ Shaggy မုံစားနေရင်နင်းသွားရကနေ Mr. E စီကစာတစောင်ထွက်လာပါတယ်။စာထဲမှာဆေးရုံမှာဗဟီတီတစ်ခုရှိနေကြောင်းပြောထားပါတယ်။ဆေးရုံရောက်တဲ့အခါ Fred က Daphne ကိုထောင်ချောက်ပြပွဲအတူသွားဖို့ချိန်ပေမဲ့ Daphne ကညှင်းလိုက်ပါတယ်။ဆေးရုံထဲမှာ Destroyer ဝန်ထမ်းရဲ့ကိုပေါ်ကပစင်းရင်ခွဲကောင်တွေကိုဖယ်ရှားပေးနေတာတွေ့ရပြီးရဲမှုဆောင်ကဒါဟာ insect တွေစုပွဲထားတဲ့တတ်တော်ဝါကြီးရဲ့လက်ချက်လို့ပြောပါတယ်။အဖွဲ့သားတွေကစုံစမ်းကြည့်ပေမဲ့ Fred ရဲ့အဖေမျိုးတော်ဝန်ကပစင်းရင်ခွဲပွဲတော်ကျင်းပဖို့စီစဉ်နေတာကြောင့်ဒီကိစ္စကိုဝင်မပါဘူးတားမြစ်ထားပါတယ်။မကြခင်မှာပဲနောက်ထပ် Destroyer ဝန်ထမ်းတစ်ယောက်ရေချိုးခန်းထဲမှာအတိုက်ခိုက်ခံလိုက်ရပြီးဆေးရုံရောက်လာပြန်ပါတယ်။ Shaggy နဲ့ Scooby တို့ကတော့လူနာလာမေးတဲ့သူတို့အကြိုက်ဆုံး Nature Silver Moon Foundation Grandma Moonbeam ကိုတွေ့လိုက်ရလို့ဝမ်းသာနေကြပါတယ်။လူနာကဖြစ်စဉ်ကိုပြောပြနေတော့ပိုးကောင်တွေလို့အော်ဟစ်ပြီးနှလုံးခုန်နှုံတွေပါမြင်လာပါတယ်။အဲ့ဒါနဲ့အဖွဲ့သားတွေလည်းဓာတ်လီကားကနေပြန်ဆင်းလာကြတဲ့အခါမြေအောက်ထက်ကိုရောက်သွားပြီးပစင်းရင်ခွဲတတ်တော်ဝါကြီးနဲ့ပတ်ပင်းတို့ကဆက်မစုံစမ်းမှုအချိန်ချောက်ခံလိုက်ရပါတယ်။ Fred က Daphne စိတ်ဝင်စားနေတဲ့ဒေါက်တာ Jens ကိုမတင်ကားပြပြီးကျောင်းထဲကိုခိုးဝင်စစ်ဆေးကြပါတယ်။ Jens ကဆောင်းလို့တူရီယာတခုနဲ့ပစင်းရင်ခွဲတွေကိုတေးသွားတခုတီးပြနေတာကိုတွေ့လိုက်ရတာကြောင့် Fred က Jens ကိုတတ်တော်ဝါကြီးအဖြစ်ဆွဆွဲတယ်လို့ကောင်းမလေးလူတဲ့ကောင်လို့ပါဆွဆွဲလိုက်လို့ Daphne ခင်ဗျာကြည်နူးသွားရပါတယ်။ရဲတွေရောက်လာပေမဲ့မျိုးတော်ဝင်ကတော့တတ်တော်ဝါကြီးတဲ့တင်ကြောင့်ပွဲတော်စီကားမယ်ဆိုပြီးပြောနေပါတယ်။တစ်ဖက်မှာလည်း Mr. E ရဲ့လူ admission ဟာခေါက်ရိုက်နေတော့ချင်းချောက်ပုံရပြီးတိုက်ခတ်ခံလိုက်ရ
ပါတယ်ပွဲတော်ညမှာတော့ Daphne ဟာ Fred သူ့ကိုကောင်းမလေးအဖြစ်သတ်မှတ်ထားတာကြားလိုက်ရလို့ထောင်ချောက်ပြပွဲကိုအတူတူလိုက်သွားဖို့လက်ခံလိုက်ပါတယ်သူတို့နှစ်ယောက်ရီးစားတွေအဖြစ်အတီးပြုကန်ဒီမှာပဲမြို့တော်ဝင်ကဝင်နှောက်ယှက်ပါတယ် Jens ကတရေအိမ်နဲ့ဝင်သွားတာမြင်လိုက်လို့လိုက်သွားကြရကနေပစင်းရင်ခွဲတက်တော်ဝါကြီးနဲ့အတူပိတ်မိသွားပါတယ် Fred ကနန်းရန်တွေကိုဖျက်ပြီးထွက်ပြေးရကနေကားပါကင်ကိုရောက်သွားပါတယ်အဲ့ဒီမှာ Mystery Mission ကားကိုဖုံဆုံးဆက်အကြီးစားအဖြစ်ပြောင်းလဲထားတာကိုတုံးပြီးပစင်းရင်ခွဲအုံကြီးကိုဆုပ်ယူလိုက်တဲ့အခါတရက်ခန့်ပေါ်လာပါတော့တယ်တရက်ခန့်ကတော့ Grandma Moonbeam ဖြစ်နေပြီး Destroyer Company ကသူ့ရဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့မုံတွေထဲမှာအမိုက်တွေထည့်ပြီးလိုဝက်ပါဝင်ပစ္စည်းအဖြစ်သုံးလာတာကိုသူသိလိုက်ရလို့ဖြစ်ပါတယ်ကုမ္ပဏီကလည်းရောင်းကောင်းနေလို့သူစကားနားမထောင်တဲ့အခါလက်စားချေဖို့ကြံစီခဲ့ပါတယ်ပင်ကွင်းတွေကိုအတန်လိုင်းနဲ့ထိန်းချုပ်တဲ့မှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီးပစင်းရင်ခွဲတွေကိုအတန်နဲ့ထိန်းချုပ်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် Grandma Moonbeam အဖမ်းခံရပြီးတဲ့နောက်မှာ Daphne က Cam ခံပင်ဆိုင်မှာအောင်ပွဲခံမဲ့အစား Fred နဲ့အတူချိန်တွေးဖို့ပဲရွေးချယ်လိုက်ပါတယ်ထောင်ချောက်ပြပွဲကိုရောက်တဲ့အခါပြပွဲပစ္စည်းတစ်ခုထဲမှာပိတ်မိနေပြီးမနက်ဝန်ထမ်းတွေလာဖွင့်မှထွက်လို့ရမယ့်အခြေအနေဖြစ်သွားပေမဲ့ Daphne ကတော့ Fred နဲ့နှစ်ယောက်တည်းရှိနေရလို့ပျော်ရွှင်နေပါတော့တယ် Scooby တယောက်ဖျားနေတာကြောင့်အဖွဲ့သားတွေကတခြားစုံတော်အဖွဲ့တွေနဲ့တွေ့ဆုံမဲ့ Mystery Solver Classic Final ပွဲကိုမသွားနိုင်ကြပါဘူး Fred ကတော့ဒီပွဲမသွားရလို့ဝမ်းနဲ့ပက်လက်ဖြစ်ပြီးအပြင်ထွက်သွားချိန်မှာ Scooby ဟာ Velma ကသူ့ကို Sidekick လို့ခေါ်လိုက်တာကိုစိတ်မကောင်းဖြစ်ပြီးအိပ်ပျော်သွားပါတယ်အိမ်မက်ထဲမှာ Scooby ဟာမဖျားတော့တာကြောင့်သူလည်းဝမ်းသာအားရနဲ့အောက်ထပ်ဆင်းပြီးအဖွဲ့သားတွေကိုသတင်းကောင်းပြောပြလိုက်ပါတယ်အဖွဲ့သားတွေကျောင်းမှာကျင်းပတဲ့ပြိုင်ပွဲစီသွားကြတဲ့အခါ Scooby ကတခြားအဖွဲ့တွေရဲ့ mascot တွေဖြစ်ကြတဲ့ Jabba Jaw, Funky Fantan, Speed Buggy နဲ့ Captain Caveman တို့နဲ့တွေ့ဆုံရပါတယ်ကျောင်းအုပ်ကြီး Quillan ကတီညဖြည့်ရှင်းရမယ့်ဗဟေတီကိုကျင်ညာကန်ကြီးမှာပဲ Lord Infernicus လို့ခေါ်တဲ့မီးတောက်တွေနဲ့အယိုးကောင်းတရေကြီးပေါ်လာပြီး mascot တွေ Angel Dynamite နဲ့ကျောင်းအုပ်ကြီးကလွယ်လို့ကျန်တဲ့လူတွေအားလုံးကိုဖန်ခေါ်သွားပါတယ်ညတကောင်အချိန်နောက်ဆုံးထားပြီးပျောက်သွားတဲ့အဖွဲ့သားတွေကိုမရှာနိုင်ရင်နောက်တစ်ခါဘယ်တော့မှပြန်တွေ့ရတော့မှာမဟုတ်ဘူးလို့လည်းချိန်ချောက်သွားပါတယ်ကျန်ရည်သူတွေကပျောက်သွားတဲ့သူတွေကိုပြန်ကယ်ဖို့အစီအစဉ်ဆွဲကြပါတယ် Speed Buggy ကျောင်းအုပ်ကြီးနဲ့ Angel တို့က Infernicus ဖြတ်တောက်ထားတဲ့ပြင်ပကဆက်သွယ်ရေးလိုင်းတွေပြန်ရအောင်တွားပြင်ကြပြီး Scooby, Jabba Jaw, Captain Caveman နဲ့ Funky Fantan တို့ကတော့တဲလွန်စားလိုက်ရှာကြပါတယ် Scooby ကကြမ်းမြင့်ပေါ်ကျနေတဲ့တစ်သားစားတွေကိုအနံ့ခံလိုက်ရကနေသိပ္ပံတက်ခွဲခန်းတစ်ခုစီကိုရောက်သွားပါတယ်အခန်းထဲမှာသူတို့တငယ်ချင်းတွေကပူးလေးတွေအဖြစ်ပြောင်းလဲခံထားရတာကိုတွေ့လိုက်ရပါတယ် Scooby က Shaggy ပူးလေးကို Scooby Snap မုံကြွေးပြီးအကူအညီတောင်းဖို့ကြိုးစားပေမဲ့ဟိုကမုံကိုမျက်နှာကိုပဲပြန်ပစ်ပေါက်လိုက်ပါတယ်မုံမြင်ရင်သီးမခံနိုင်တဲ့ Shaggy အစ်စ်ဆိုရင်ဒီလိုမလုပ်တာကြောင့်ဒါဟာ Shaggy မဟုတ်မှန်း Scooby ရိပ်မိပြီးဆက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ် Scooby နဲ့ Funky Fantan တို့စကားများကြပြီး Funky Fantan ကဒီအမှုကိုသူ့ဘာသာသူဖြေရှင်းနိုင်တယ်ဆိုပြီးပူးလေးတွေပြန်ပြောင်းတဲ့နီလန်းကိုရှာဖို့စာကြည့်တိုက်ဘက်ကိုထွက်သွားပါတယ်သူထွက်သွားပြီးမကြခင်မှာပဲ Infernicus ပြန်ရောက်လာပြီးသူနိုင်ပြီဆိုပြီးလာကြွားပါတယ် Infernicus ကဇင်းကြံလန်းကိုဖျက်ဆီးပြီးထွက်သွားတဲ့အခါအပျက်စီးတွေကြားထဲမှာသင်္ဘောစိတ်ကန်အချိန်စရာတစ်ခုကျန်နေခဲ့တာကို Scooby ကတွေ့လိုက်ရပြီးတငယ်ချင်းတွေအဲ့ဒီမှာရှိနေမယ်ဆိုပြီးကောက်ချက်ချလိုက်ပါတယ်ဆက်သွယ်ရေးတာဝါကိုပြန်ပြင်ပြီးရောက်လာတဲ့ Speed Buggy တို့အဖွဲ့နဲ့ Scooby ကတဲလွန်စားပြပြီးအားလုံးသင်္ဘောစိတ်စီကိုလိုက်သွားကြပါတယ်ဒါပေမဲ့သူတို့ရောက်တော့သင်္ဘောကကန်းကနေထွက်ခွာစွာပြူနေပါပြီ Jabba Jaw နဲ့ Captain Caveman တို့ကသင်္ဘောကိုဝင်တိုက်ပြီးနှိမ့်မြုပ်ပစ်လိုက်လို့ Infernicus ကကုန်းပေါ်ကိုပြန်တက်ပြေးရပါတယ်သူကကုန်းတင်ကားကြီးတစ်စီးနဲ့ပြန်ပေါ်လာပြီးအဖွဲ့သားတွေကိုကွန်တိန်နာတွေထဲထည့်ဖန်ထားပါတယ် Infernicus က Speed Buggy ကိုလမ်းဘေးရောက်အောင်တိုက်ချဖို့ကြိုးစားပေမဲ့ Speed Buggy ကကုန်ကားရှိကိုရောက်အောင်မောင်းနိုင်လိုက်ပါတယ် Angel, Scooby နဲ့ Quillan တို့ကလှောင်အိမ်ထဲကပူးလေးတွေကိုလွှတ်ပေးလိုက်တဲ့အခါပူးလေးတွေကကုန်ကားရဲ့ရှေ့မှန်ကိုဝိုင်းအောင်ပိတ်ဆို့လိုက်လို့ Infernicus လည်းကားကိုရပ်လိုက်ရပါတယ်အဲ့ဒီအခါ Jabba Jaw နဲ့ Captain Caveman တို့က Infernicus ကိုဖမ်းဆီးလိုက်ပြီးကလေးတွေကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ် Scooby ကမျက်နှာဖုံးကိုခွာလိုက်တဲ့အခါ Lord Infernicus ဟာ Funky Fantan ဖြစ်နေကြောင်းပေါ်သွားပါတယ် Funky Fantan က mascot အဖြစ်ပဲနေရတာကိုညီငွေပြီးသူ့ကိုယ်ပိုင်အဖွဲ့နဲ့ခေါင်းဆောင်လုပ်ချင်နေတာကြောင့် Lord Infernicus အဖြစ်ရုပ်ဖြတ် Hinster တွေနဲ့လူစားထိုးပြီးလူတွေကိုတော့အာဖရိကပို့ပြစ်မဲ့အစီအစဉ်တွေဆွဲခဲ့တာဖြစ်ပါတယ်အစီအစဉ်ကအကွက်ဆေးပေမဲ့ Scooby နဲ့တခြား mascot တွေကသူရဲကောင်းလုပ်ပြီးဝင်တာလို့ပျက်စီးသွားရတာပါ Funky Fantan ရဲ့တရေဆောင်ဘူးကလည်းတစ္ဆာဖောက်ရပါမလားဆိုပြီးသူ့သခင်ကိုကုတ်ဖဲပါတော့တယ်ကလေးတွေက mascot တွေကိုဝိုင်းဝန်းဂုဏ်ပြုနေတော့မှပဲ Scooby ရုတ်တရက်မိလဲသွားပြီးအိမ်မက်ကနေလန်နိုးလာပါတယ် Scooby နိုးလာတော့မှခုနကအကြောင်းအရာတွေအားလုံးဟာအိမ်မက်သက်သက်ပဲဆိုတာကိုသိလိုက်ရပါတယ်သူ့ကြောင့်ပြိုင်ပွဲလွတ်သွားရလို့ Scooby ရှက်နေပေမဲ့တငယ်ချင်းတွေကစိတ်မဆိုးကြပါဘူး Shaggy, Daphne နဲ့ Velma တို့က Scooby နေပြန်ကောင်းတဲ့အထိပြိုင်ပွဲကိုရွှေ့ဆိုင်ပေးဖို့ပွဲစီစဉ်သူတွေကိုပြောထားတာကြောင့်ဘယ်သူမှပြိုင်ပွဲနဲ့လွဲတော့မှာမဟုတ်ကြောင်းပြောပြပါတယ်အဲ့ဒီအချိန်မှာပြိုင်ပွဲကျင်းပရေးဥက္ကဋ္ဌက Scooby နေကောင်းလားဆိုပြီးလာကြည့်ပေမဲ့ဥက္ကဋ္ဌရဲ့ပုံစံနဲ့အမူအရာကအိမ်မက်ထဲက Funky Fantan နဲ့တပုံစံနဲ့တူနေတာကိုမြင်လာရလို့ Scooby တယောက်ထိတ်လန့်သွားပါတော့တယ်ဇလန်းစမှာ Roadhog Coffee ဆိုင်မှာ Spanker Cycle ဂိုင်းကောင်းဆောင်ကကောင်းမလေးတယောက်ကိုဤနေတော့အသားစိမ်းရောင်တဲ့လူတယောက်ကဝင်တားပါတယ် Order နဲ့ Vibrant လူရိုင်းကိုင်းအဖွဲ့ဝင်တွေက Spanker တွေကိုဆိုင်ထဲကနေမောင်းထုတ်လိုက်ပါတယ်ရန်ပွဲဖြစ်ပြီး Spanker တွေထွက်ပြေးရက Honor ကသူတို့အဖွဲ့ Crystal Coat ကိုအနားယူဖို့သွားကြမယ်ဆိုပြီးပြောလိုက်ပါတယ်တစ်ဖက်မှာတော့ Humagonaut တွေဖျက်ဆီးသွားခဲ့တဲ့ Tiki Tap ဆိုင်ကိုပြန်လည်တည်ဆောက်ထားပြီးပါပြီ Fred ကသူ့အဖေဆိုင်မို့လို့အချိုရည်အလကားတောက်လို့ရတယ်ဆိုပြီး Daphne ကိုဒိတ်လုပ်ဖို့ခေါ်သွားပါတယ်ဒါပေမဲ့ Velma, Shaggy နဲ့ Scooby တို့ပါလာလို့ Daphne လည်းစိတ်ညစ်နေရပါတယ်အဲ့ဒီအချိန်မှာ Vibrant အဖွဲ့ရောက်လာပြီးရဲမှုဆုံးကလက်မှတ်မပိုင်ရင်ဘလူးတွေအများပြည်သူနေရာမှာနေခွင့်မရှိဘူးဆိုပြီးပြောပါတယ် Honor ကသူတို့ဟာတကယ်ဘလူးတွေမဟုတ်ကြောင်းတကယ်ဘလူးတွေက Crystal Coat မြို့သားတွေတာဖြစ်ကြောင်းခက်မိုက်မိုက်ပြန်ပြောလိုက်ပါတယ် Daphne က Honor ရဲ့စကားလုံးအသုံးနှုန်းနဲ့ပုံစံကိုသဘောကျသွားပြီး Fred ရဲ့ဂယုမဆိုင်တဲ့ပုံစံကိုစိတ်ပြက်က Vibrant အဖွဲ့နဲ့အတူ Velma ကိုပါခေါ်ပြီးလိုက်သွားပါတော့တယ်ကမ်းခြေမှာ Honor က Daphne ကိုဂီတာတီးပြနေချိန်မှာ Velma ကတော့ Shaggy အကြောင်းမကောင်းပြောနေပါတယ်အဲ့ဒီအချိန်မှာ Cycle တစ်စီးဆက်နိုးမရဖြစ်နေတာကို Velma ကဝင်ပြင်လိုက်လို့ Orc တွေလည်း
လည်း Velma ကိုသဘောကျသွားကြပါတယ်။ညဘက်ရောက်တော့ Crystal ကိုလက်နက်တိုက်တဲ့ကိုစိုက်ကယ်သမားတစ်ယောက်ခိုးဝင်ပြီးဒုံးမြန်လောင်ချတစ်ခုကိုခိုးယူသွားပါတယ်။ခိုးယူပြီးထွက်ပြေးသွားချိန်မှာစာရွက်တစ်ရွက်လည်းကြာကျန်ခဲ့ပါတယ်။နောက်တနေ့မနက်မှာ Daphne နိုးလာတော့ရဲမှုစတုံးတို့အဖွဲ့ကသူ့အခန်းထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်။ရဲမှုကညကလက်နက်တိုက်ဖောက်တာဒီစိုက်ကယ်သမား Blue တွေလက်ချက်လို့ဆွဆွဲပြီးမဲ့ Daphne နဲ့ Velma ကသူတို့နဲ့တောက်လျှောက်ရှိနေတာပါဆိုပြီးခံပြောပေးပါတယ်။ Velma ကလုံခြုံရေးကင်မရာတွေကိုစစ်ဆေးတဲ့အခါတခိုးဝင်တဲ့အချိန်နဲ့ Brock အဖွဲ့ကမ်းခြေမှာရှိနေတဲ့အချိန်တူနေတာမို့လို့သူတို့မဟုတ်မှန်းသိကြသွားပါတယ်။အခင်းဖြစ်ရနေရာကခြေရာတွေကတရုတ်တန်းက Chance Internet Cafe စီကိုဦးတည်နေပါတယ်။ Chance ဆိုင်မှာအဖွဲ့သားတွေက Brock ဖွဲ့ကိုမေးမြန်းနေတော့ကွန်ပျူတာပေါ်မှာ Mr. Easy ကနေဓာတ်နှာခေါင်းနဲ့ငါးတကောင်ကနေတဲ့ပုံပေါ်လာပါတယ်။ Velma ကအခင်းဖြစ်ရနေရာမှာကောက်ရတဲ့စာရွက်ထဲက IP address ကိုခြေရာခံပြီး Swordfish ဆိုတဲ့စကားဝတ်နဲ့ mainframe နဲ့ကိုဝင်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Velma ကိုအရင်မဲမဲကပုံစံနဲ့အော့ကောင်ကြီးကဖမ်းခေါ်သွားတယ်လို့ Scooby ကိုလည်းဖမ်းခေါ်သွားပါတယ်။ Scooby ကိုကြောက်ကမ်းပါးမှာကျိုးနဲ့ဆွဲထားပြီး Shadowy Odd က Velma ကိုချိန်ချောက်ပါတယ်။ရထားတစ်စင်းကို Crystal ကိုဘက်လမ်းကြောင်းပြောင်းမလားဒါမှမဟုတ်ခွေးကိုအောက်ချရမလားဆိုပြီးတော့ပါ Velma ဟာ Shaggy နဲ့ပတ်သက်ပြီးသူ့ပြိုင်ဘက် Scooby ကိုရှင်းထုတ်ပြလို့ရပေမဲ့မလုပ်ဘဲရထားလမ်းကြောင်းပြောင်းပေးဖို့ပဲရွေးချယ်လိုက်ပါတယ်။ Odd က Velma ကိုတွန်းချလိုက်ပြီး Scooby ကလှမ်းဖက်လိုက်တဲ့အခါနှစ်ယောက်စလုံးတစ်ကိုင်းမှာချိန်ပြီးပြန်တက်လာနိုင်ပါတယ်။ရဲစခန်းကိုပြန်ရောက်တဲ့အခါရဲမှုစုံက Brock အဖွဲ့ကိုဖမ်းထားပြီးသားဖြစ်နေပါတယ်။အဲ့ဒီတော့မှအမှန်တရားတွေအားလုံးပေါ်လာပါတယ်။ Swordfish ဆိုတာတကယ်တော့မိတ်ဆက်ခံဒီဂိမ်းဆက်အသစ်တစ်ခုဖြစ်ပြီးအဲ့ဒီဂိမ်းဆက်တွေကိုရထားနဲ့တည်လာတာဖြစ်ပါတယ်။ Brock အဖွဲ့ဝင်တွေကတကယ်တော့ဂိမ်းကုမ္ပဏီက programmer တွေဖြစ်ကြပြီး programmer ဘဝကနေရုံထွက်ချင်လို့ Odd ဝစ်စုံတွေဝစ်ပြီးစိုက်ကယ်ပတ်စီးနေကြတာဖြစ်ပါတယ်။ Mystery Machine ကနဲ့စိုက်ကယ်သမားတွေဟာမောင်းနှင်နေတဲ့ရထားဘော်ကိုခုန်တက်လိုက်ကြပါတယ်။ Shadowy Odd ကရထားခေါင်မိုးပေါ်တက်ပြီးရှေ့ကတရားကိုဒုံးမြန်နဲ့ပစ်ချလိုက်လို့ရထားလဲကျိုးသွားပါတယ်။ Fred နဲ့ Honor တို့ Odd ကိုဝိုင်းတိုက်ကြပါတယ်။ Break ဖမ်းဆွဲပေမဲ့ Break တန်ကျိုးသွားလို့နောက်ဆုံးရထားဆက်ကောင်းကိုဖြုတ်ချလိုက်မှတွဲတွေအားလုံးရက်သွားပြီးအားလုံးဘေးကင်းသွားပါတယ်။ Shadowy Odd ရဲ့မျက်နှာဖုံးကိုခွာလိုက်တဲ့အခါဂိမ်းကုမ္ပဏီမိတ်တူကူဆက်အခန်းက Windham Maxwell ဖြစ်နေပါတယ်။သူကဂိမ်းကိုစမ်းသပ်ခွင့်မရလို့မကျင်တတ်တာနဲ့ Odd ဝစ်စုံအတူဖန်တီးပြီးဂိမ်းဆက်တွေကိုဖျက်ဆီးဖို့ကြံစည်ခဲ့တာဖြစ်ပါတယ်။ဇလန်းဆုံးမှာတော့ Daphne က Honor ကိုသဘောကျခဲ့ပေမဲ့နောက်ဆုံးမှာတော့ Fred ကိုပဲရွေးချယ်လိုက်ပါတယ်။ Honor တို့အဖွဲ့လဲစိုက်ကယ်မောင်းထွက်သွားကြပြီး Fred ကတော့ Daphne ပြန်ပါလာလို့ပျော်ရွှင်နေပါတော့တယ်။ Crystal ကိုအထက်တန်းကျောင်းရဲ့ဘောလုံးပွဲမှာရုံရင်းဆန်ကပ်ဖြစ်နေတော့ရုပ်ဆိုးအကြီးတန်းတဲ့အချစ်နဲ့ဖျားမှာ Aphrodite ပေါ်လာပြီးကျောင်းသားတွေအားလုံးကိုပြူစားလိုက်ပါတယ်။သူကျဲချလိုက်တဲ့ထူးဆန်းတဲ့ပန်းပွင့်တွေကြောင့်လူတိုင်းဟာစိတ်ဖောက်ပြန်ပြီးမြင်သမျှကိုယူမတက်ချစ်သွားကြပါတော့တယ်။နောက်တစ်နေ့ကျောင်းရောက်တော့ကျောင်းသားတွေကြားမှာထူးထူးဆန်းဆန်းအတွဲတွေဖြစ်နေတာကိုအဖွဲ့သားတွေသတိထားမိလိုက်ကြပါတယ်။ Shaggy ကတော့စာမေးပွဲအတွက်စာမကြက်ထားလို့စိတ်ညစ်နေတော့အစားထိုးဝင်တင်မဲ့ဆီယာမရောက်လာလို့ဝမ်းသာသွားပေမဲ့အဲ့ဒီဆီယာမက Aphrodite ကိုယ်တိုင်ဖြစ်နေပါတယ်။သူမရဲ့အရန်ရုပ်ဆိုတဲ့မျက်နှာကြောင့် Shaggy လဲကြောင်ရဲနေတော့မှ Aphrodite ဟာပန်းဝင့်မုံနေနဲ့မှုတ်လိုက်လို့ Shaggy တယောက်လဲမျိုးကန်နေလို့ပဲအချစ်ယူသွားပါတော့တယ်။မကြခင်မှာပဲ Mystery Inc အဖွဲ့သားတွေအားလုံးကူးဆက်ခံလိုက်ရပြီးအချင်းချင်းပြန်လဲအဆင်ပြေသွားကြပါတယ်။ Scooby Doo ကတော့ကျောင်းထဲမှာသူ့သခင်ကိုလိုက်ရှာနေရင်ကျောင်းသားတွေအားလုံးကသူ့ကိုဝိုင်းပြီးဂလီယာထိုးနေတာကိုခံလိုက်ရပါတယ်။ Aphrodite ရောက်လာပြီး Scooby ကိုပြူစားဖို့ကြိုးစားပေမဲ့ Scooby ကပြူစားလို့မရတာကြောင့်သူ့ကိုကိုးကွယ်နေတဲ့လူအုပ်ကြီးနဲ့ Scooby ကိုဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ Scooby လည်းကျောင်းထဲကနေထွက်ပြေးရပြီးလမ်းကြားလေးတစ်ခုထဲကိုရောက်သွားတဲ့အခါထောင်ဖောက်ပြေးလာတဲ့ကြက်တူရီ Professor Paragon နဲ့တွားပြီးပပင်တိုးပါတယ်။ Paragon ကမြို့ကိုကယ်တင်ဖို့ဖြည့်ဆည်းဖို့ကူညီမယ်ဆိုပြီးပြောပါတယ်။ Scooby ကတိတ်မယုံချင်ပေမဲ့လည်းတခြားရွေးချယ်စရာမရှိတော့လို့လက်ခံလိုက်ရပါတယ်။ Paragon ရဲ့လမ်းညွှန်မှုနဲ့ Scooby ဟာဖះเจ้าပြတိုင်းနဲ့မိုင်းတွင်းနေတဲ့တီသွားပြီးဖြည့်ဆည်းအတွက်လိုအပ်တဲ့ခဲတံပြူဝင်းကျင်အမေးပါနဲ့နှင်းစီအောင်ကြောက်တလင်းတွေကိုလိုက်ရှာပါတယ်။ပစ္စည်းစုံလို့ကျောင်းမှာဖြည့်ဆည်းဆက်ပြီးချိန်မှာ Aphrodite နဲ့သူ့လူတွေရောက်လာပြီးတိုက်ခိုက်လို့ထွက်ပြေးကြရပါတယ်။နောက်ဆုံးမှာတော့အဖွဲ့သားတွေကိုဖြည့်ဆည်းနဲ့ပတ်ဖြန်းလိုက်နိုင်လို့အားလုံးလည်းပုံမှန်စိတ်ပြန်ဝင်လာကြပါတယ်။အဲ့ဒီအချိန်မှာပဲအနံ့မရတဲ့ Angel Dynamite က Mystery Machine ကနဲ့ရောက်လာပြီးသူတို့အားလုံးကိုကယ်ထုတ်သွားပါတယ်။အဖွဲ့သားတွေဟာပြူစားခံထားရတုန်းကခန်းစားချက်တွေအကြောင်းစာကြည့်တိုင်းမှာဆွေးနွေးကြပါတယ်။ပြီးတော့ Aphrodite ဝတ်ထားတဲ့ဝတ်စုံဟာကျောင်းကဝယ်အတွက်ညနေခင်းပွဲတက်ဝတ်စုံတစ်ခုဖြစ်နေတာကိုသတိထားမိပြီးစုံစမ်းကြည့်လိုက်တဲ့အခါသိပ္ပံပညာထူးချွန်တဲ့ကျောင်းသူ Amanda Simty ဖြစ်နေတာမှန်သိလိုက်ရပါတယ်။ Amanda ဟာအရင်ကျောင်းကပွဲတုန်းကအရင်ရုပ်ဆိုးလို့ဆိုပြီးအနိုင်ကျင့်အဆက်ခွဲခံခဲ့ရတဲ့သူပါ။အဖွဲ့သားတွေဟာ Paragon Angel တို့နဲ့ပေါင်းပြီးဖြည့်ဆည်းတွေကိုအများကြီးထပ်ထုတ်လုပ်ကြပါတယ်။ Aphrodite အတွက်ဂုဏ်ပြုပွဲကျင်းပနေတဲ့ကျောင်းကပွဲကိုအဖွဲ့သားတွေရုပ်ဖြတ်ပြီးသွားကြပါတယ်။မြို့သူမြို့သားတွေအားလုံးကိုဖြည့်ဆည်းနဲ့ဖြန်းလိုက်ပြီး Fred ကထောင်ချောက်ဆင်က Aphrodite ကိုဖမ်းဆီးလိုက်ပါတယ်။မျက်နှာဖုံးခွာလိုက်တဲ့အခါအရင်ကအရန်ရုပ်ဆိုတဲ့ Amanda တယောက်မဟုတ်တော့ပဲအရန်လှတဲ့မိန်းကလေးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ Amanda ကသူ့အဆက်ခွဲခံရတုန်းကလက်စားချေချင်လို့လူတွေကိုစိတ်ဖောက်ပြန်အောင်လုပ်နိုင်တဲ့ formula ကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒီလိုလုပ်ခဲ့တာဖြစ်ကြောင်းမြို့ကိုလည်းဖျက်ဆီးပစ်ချင်ကြောင်းဝန်ခံခဲ့ပါတယ်။ Amanda အဖမ်းခံရပြီးတဲ့နောက်အဖွဲ့သားတွေက Paragon ဟာသူတို့ကိုကူညီပေးခဲ့လို့လူကောင်းတယောက်ဖြစ်သွားပြီဆိုပြီးသတ်မှတ်နေကြပါတယ်။ဒါပေမဲ့ Mr. E ရဲ့တပည့် Admission ရောက်လာပြီး Paragon ပေးလိုက်တဲ့အတန်ဖိုင်ကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အမှန်တရားတွေအားလုံးပေါ်ပေါက်လာပါတော့တယ်။တကယ်တော့ဒီ Aphrodite အမှုဖြစ်အောင်နောက်ွယ်ကနေကြိုးခံခဲ့တဲ့သူကလည်း Paragon ပဲဖြစ်တယ်လို့ Amanda ကိုအချစ်စေး formula ပေးခဲ့တဲ့သူကလည်းသူကိုယ်တိုင်ဖြစ်နေပါတယ်။ Scooby နဲ့အတူဖြည့်ဆည်းလိုက်ရှာနေတဲ့အချိန်မှာ Paragon ဟာသူ့အတွက်အရေးကြီးတဲ့ရှေးဟောင်းစပိန်ကုန်တင်သင်္ဘောစီးရင်စက်မှုလုပ်ငန်းစိန်သွားလွန်တန်နဲ့ Darrowmine တွင်းကဘူမိဗေဒအစီရင်ခံစာတွေကိုတိတ်တဆိတ်ခိုးယူစုဆောင်းခဲ့တာဖြစ်ပါတယ်။ Admission ကဒီပစ္စည်းတွေဟာမြို့အောက်ခြေမှာမြုပ်နှံထားတဲ့ကျိန်စာတင်ရှေးဟောင်းယတနာတိုက်တစ်ခုကိုရှာဖွေဖို့အတွက်ဖြစ်ကြောင်းနဲ့ Paragon သာဒီယတနာတိုက်ကိုအရင်တွေ့တိုင်း Crystal ကိုမြို့အတွက်ညီကုန်းချုပ်သွားနိုင်တယ်ဆိုပြီးလည်းသတိပေးလိုက်ပါတော့တယ်။လွန်ခဲ့တဲ့10
စုနှစ်များစွာကဟောလဝင်းညတဲ့ညမှာမုန်းလိုက်တောင်းတဲ့ကောင်လေးတစ်ယောက်ဟာဒယ်ရိုမီသားစုအိမ်ကြီးကိုရောက်သွားတော့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဒယ်ရိုမီသားစုဝင်၄ယောက်ဟာဟောလဝင်းဝတ်စုံတွေဝတ်ထားပြီးထူးဆန်းတဲ့ရွှေရောင်ပီဇာစိတ်ပုံပစ္စည်းတစ်ခုကိုလူယူနေကြပါတယ်။ရုတ်တရက်မြေကြီးတွေအကွဲသွားပြီးအင်ကြီးတစ်လုံးလုံးမြေမျိုးသလိုပျောက်ကွယ်သွားပါတော့တယ်။လက်ရှိအချိန်မှာတော့ကေကိုရေဒီယိုရုံမှာဗယ်မာကလက်ရှိရထားတဲ့တဲလွန်စာတွေကိုပြန်လည်စူးစီးနေပါတယ်။မစ္စတာအီကကက်ဆယ်ဒီဝီလီယံရဲ့ဒိုင်ယာကြီးကိုအင်ဂျယ်ဒိုင်းနမိုက်ရဲ့အိမ်ရှိမှာလာထားသွားတယ်လို့အင်ဂျယ်ကပြောပြပါတယ်။ဒိုင်ယာကြီးရဲ့နောက်ဆုံးမှတ်တမ်းမှာတော့မူလ Mystery Incorporated အဖွဲ့ဝင်တွေဟာဒယ်ရိုအိမ်ဟောင်းနေရာအခုတော့ဒယ်ရိုတက္ကသိုလ်နေရာကိုသွားရှာဖွေကြမယ့်အကြောင်းရေးထားပါတယ်။အဖွဲ့သားတွေဟာတက္ကသိုလ်ရဲ့အနှိမ်ဆုံးနေရာဖြစ်တဲ့ဘွိုင်လာကန်ထဲကနေအောက်ဘက်ကိုဆင်းကြည့်လို့ရတဲ့မီးခိုးခေါင်းနိုင်တစ်ခုကိုတွေ့လိုက်ရပါတယ်။ခုံစင်းလိုက်တော့မြေရောက်နေတဲ့ဒယ်ရိုအိမ်ကြီးတွေကိုရောက်သွားကြပြီးမဲ့ဝင်လာတဲ့မီးလင်းပူပေါက်ပိတ်သွားပြီးထွက်ပေါက်တွေလည်းအားလုံးပိတ်မိသွားပါတယ်။အဲ့ဒီအချိန်မှာရေဒီယိုဆက်ထဲကနေအတန်တန်ကသူတို့ကို Mystery Incorporated အဖွဲ့ပြန်လာပြီဆိုပြီးကြိုးဆိုနေပါတယ်။စကားပြောနေတဲ့သူကသူတို့ကို Scooby Doo တို့အဖွဲ့မှန်မသိပဲမူလ Mystery Incorporated အဖွဲ့ဝင်ဟောင်းတွေလို့ထင်နေမှန်းသိတာလာပါတယ်။ရှက်ကီကထွက်သွားဖို့ကြိုးစားတော့စူးကျွန်တွေပါတဲ့ကျင်းထောင်ကျောက်တစ်ခုကိုမတော်တဆဖွင့်မိလိုက်ပါတယ်။ Fred ကပိတ်မဲ့ခလုတ်ကိုတွက်ချက်ရှာဖွေပြီးနှိပ်လိုက်ပေမဲ့လွှာဝိုင်းကြီးတစ်လက်ထွက်လာတယ်လို့ပိုက်ကွန်ထောင်ကျောက်ပါမိသွားပါတယ်။ Fred ကမီးခလုတ်တွေအန်ဆယ်တွေကိုလိုက်နှိပ်ပြီးနောက်ဆုံးတော့ပိုက်ကွန်ပွင့်သွားလို့အားလုံးလဲထွက်ပြေးလာကြပါတယ်။နောက်ကနေဓားတွေလှန်နေတဲ့ဗဘဲတူတွေပါလိုက်လာပါတယ်။နောက်အခန်းရောက်တော့ကျိုးကိုတိုင်ပြီးကျင်းတစ်ခုတွေကိုပြုတ်ကျသွားပြန်ပါတယ်။ Fred တတိယလာတော့သူနဲ့ Daphne တို့ရေကူးကန်တစ်ခုထဲမှာအတုတ်ခံထားရတာကိုတွေ့လိုက်ရပြီးရေဒီယိုအတန်ရှင်ကသူတို့ကို Brad နဲ့ Judy လို့ပဲခေါ်နေပါတယ်။ဒီထောင်ကျောက်ကလည်းအချစ်ကိုအခြေခံထားတာဆိုပြီးပြောနေပါတယ်။ရေရီတက်လာနေပြီး Daphne ကရေမွန်းပြီးတည်ရမှာဖြစ်ပေမဲ့ Fred ကတော့လွတ်မြောက်ရမှာပါ။ဒါပေမဲ့ Fred ကပေးထားတဲ့ပစ္စည်းတွေကိုသုံးပြီးထောင်ကျောက်ကိုဖြည့်ရှင်းလိုက်နိုင်ပါတယ်။ကျန်တဲ့၃ယောက်ကတော့အပေါ်မှာချွန်တက်တဲ့အရာတွေချိတ်ဆွဲထားတဲ့ဝါယာကြိုးတွေကြားမှာနိုးလာကြပါတယ်။အတန်ရှင်ကညံအကောင်းဆုံးလူတစ်ယောက်သာလွတ်မယ်လို့ပြောပါတယ်။ဗယ်မာကမျက်ခုံးရိတ်ကကြီးနဲ့ကြိုးတစ်ချောင်းဖြတ်လိုက်တော့ဓားတွေပြုတ်ကျလာပြီးတီတီလေးလွဲသွားပါတယ်။ Scooby ကတော့အစားအစာအနှံ့ရလို့ဝါယာကြိုးတွေကြားကနေလိမ်ဖယ်ပြီးဖြတ်သွားပါတယ်။စာတစောင်ကိုလည်းတွေးလိုက်ရပြီးကြမ်းကင်းများလေးချက်ကိုဖိနေလိုက်တော့မှထောင်ကျောက်ပြန်ရုပ်သိမ်းသွားပါတယ်။အဖွဲ့သားတွေမီးဖို့ကြောင်မှပြန်ဆောင်ကြပြီးရေဒီယိုမိုက်ခွက်နဲ့နားထောင်နေပြုံတွေကိုပါတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်အဖိုးကိုတရားဝင်လာပြီးသူ့ကိုယ်သူဒန်နီဒယ်ရိုလို့မိတ်ဆက်ပါတယ်။သူကဝင်တိုက်ခိုက်ပြီးမဲ့အလွယ်တလေးတားဆီးလိုက်နိုင်ပြီးတကားအပြင်ဘက်ကိုတွန်းထုတ်ကဘီရိုနဲ့ပိတ်လိုက်ပါတယ်။အဲ့ဒီဘီရိုနောက်ကနေခုနကပီဇာစိတ်ပုံစံရွှေရောင်ပစ္စည်းလေးပြန်ပြုတ်ကျလာပါတယ်။ဒန်နီကတကားကိုဖြတ်ဝင်လာပြီးသူ့ရတနာကိုပြန်ပေးဖို့တောင်းဆိုရင်လိုက်ဖမ်းလို့အားလုံးရှော့တစ်ခုလည်းပြုတ်ကျကမူလအခန်းထဲကိုပြန်ရောက်သွားပါတယ်။ Fred ကဒန်နီကိုဖမ်းဖို့ထောင်ချောက်တစ်ခုဆင်လိုက်ပါတယ်။ Scooby ကဒန်နီရဲ့အမေလုပ်ပြီးဟန်ဆောင်လိုက်တော့ဒန်နီလည်းအဖမ်းခံလိုက်ရပါတယ်။ဒန်နီကသူတို့ကိုတေချာကြည့်ပြီးမူလအဖွဲ့နဲ့မတူဘူးဆိုတာကိုဝန်ခံလိုက်ပြီးတော့ဟောလဝင်းညကဖြစ်ပျက်ခဲ့တာတွေအားလုံးကိုပြောပြလိုက်ပါတယ်။မိသားစုတွေကဒီရတနာတစ်ချမ်းကိုလူယူကြရင်တေဆုံးကုန်ကြပြီးသူတယောက်တည်းကြံခဲ့တာဖြစ်ပါတယ်။မူလ Mystery Incorporated အဖွဲ့ဝင်ဟောင်းတွေရောက်လာတော့ကလည်းသူကအိမ်မှာထောင်ချောက်တွေဆင်ထားခဲ့တာပါ။သူတို့အဖွဲ့ထွက်ပြေးသွားပြီးကြတဲ့ကနောက်တစ်ခေါက်ပြန်လာမှာကိုစောင့်နေခဲ့တာဖြစ်ပါတယ်။ရုတ်တရက်ထောင်ချောက်တွေအများကြီးအလုပ်လုပ်လိုက်လို့မြေရောက်အကြောင်းတွေလှုပ်ခါလာပြီးအိမ်ကြီးလည်းပြန်ပြိုကျတော့မလို့ဖြစ်လာပါတယ်။ဒန်နီကအိမ်ရဲ့တစ်ဖက်ချမ်းမှာပိတ်မိသွားပြီးရတနာကိုယူသွားကြဖို့မှားလိုက်ပါတယ်။အဖွဲ့သားတွေကထွက်ပြေးလွတ်မြောက်လာကြပြီးမြမြေရောက်ကထွက်လာတဲ့သူတို့ကိုမျိုးတော်ဝင်ဂျုံးကအဝေးကနေခိုးကြည့်နေပြီးဒီလိုရွှေရောင်အပိုင်းစာတွေရှိအောင်မလားဆိုပြီးတွေးကမောင်းထွက်သွားပါတော့တယ်။ဇလန်းအစမာကာအိုမြို့မှာပန်တာပုံလက်စွပ်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်အပေါင်ဆိုင်ကိုရောက်လာပါတယ်။သူကနဂါးပုံလက်စွပ်ကိုသဘောကျလို့ကြည့်ချင်ပေမဲ့ဆိုင်ရှင်ကရောင်းဖို့မဟုတ်ဘူးလို့ပြောပါတယ်။ဆိုင်ဝန်ထမ်းဖုန်းပြောပြီးအာရုံလွှင့်နေတော့အဲ့ဒီမိန်းကလေးထွက်သွားပြီးတဲ့နောက်မစ္စတာဝန်ဆိုတဲ့အမျိုးသားတစ်ယောက်ဝင်လာပြီးသူ့လက်စွပ်ကိုလာယူတဲ့အခါဘူးထဲမှာနဂါးလက်စွပ်မရှိတော့ပဲပန်တာလက်စွပ်သာရှိနေတာတွေ့လိုက်ရပါတယ်။ဒေါသထွက်ပြီးသူ့လက်ထဲကနေလျှက်စီးအဖြူတွေပြစ်ထုတ်လိုက်ပါတယ်။အပြင်ဘက်မှာတော့ဟိုမိန်းကလေးကသူ့လက်မှာဝတ်ထားတဲ့နဂါးလက်စွပ်ကိုကြည့်ပြီးကျင်နေနေပါတယ်။ခရစ္စတယ်ကိုမျိုးကချန်ရဲ့အင်တာနက်ကဖေးဆိုင်မှာဗယ်မာကမာကာအိုကနေចောင်းသားဖလှယ်ရေးအစီအစဉ်နဲ့ရောက်လာတဲ့မေလီဆိုတဲ့မိန်းကလေးကိုအဖွဲ့သားတွေနဲ့မိတ်ဆက်ပေးပါတယ်။မေလီကရှက်ကီကိုစိတ်ဝင်စားပုံပြလို့ရှက်ကီတယောက်ပျော်နေပါတယ်။ချန်ကသူတို့ကိုမုန်းလာချပေးရင်မေလီရဲ့လက်စွပ်ကိုတတိထားမိသွားပါတယ်။ Daphne ကမြို့ကိုတရုတ်ပြည်ကကိုယ်စားလှယ်တယောက်ရောက်နေကြောင်း Fred တို့သားအဖကလိုက်ပို့ပေးနေကြောင်းပြောပြီးညစာစားပွဲကိုမေလီကိုဖိတ်လိုက်ပါတယ်။မြို့တော်ဝင်ဂျုံစင် Fred တို့က Mr. Wan ကိုလိုက်ပို့နေတော့ဗယ်မာတို့ရောက်လာပါတယ်။ Mr. Wan ကမေလီရဲ့လက်စွပ်ကိုမြင်ပြီးဘယ်ကရတာလဲဆိုပြီးစစ်မေးနေပါတယ်။ညစာစားပွဲမှာရှက်ကီကမေလီဘေးမှာထိုင်ချင်လို့ Scooby နဲ့နေရချင်းလဲလိုက်ပါတယ်။မီးတွေအားလုံးပြတ်သွားပြီးအနီအောင်မော်ဆရာတယောက်ပေါ်လာကနဂါးနှလုံးသားကိုမနှောက်ယှက်ဖို့လာပြီးတတိပေးပါတယ်။ Fred ကအိမ်မှာခိုးတက်ထားတဲ့ထောင်ချောင်းနဲ့ဖမ်းဖို့ကြိုးစားပေမဲ့မော်ဆရာကလွတ်သွားပြီးမိဘတွေစူတာပဲခံလိုက်ရပါတယ်။ Scooby ကတော့အဲ့ဒီနာမှာရှားပါတဲ့ Scarlet ဦးလောင်လက်ဖက်ချောင်းနံကိုရလိုက်ပါတယ်။ချန်ရဲ့ဆိုင်ရှိမှာ Fred က Mystery Mission ကားထဲကနေမှန်ပြောင်းတဲ့ချောင်းကြည့်နေတော့ Daphne ကကားခလုတ်ကိုမှားနှိမ့်မိပြီးထိုင်ကုန်နဲ့အတူလွင့်ထွက်သွားပါတယ်။ Shaggy နဲ့ Meili တို့ romantic ဆန်ဆန်ရေခဲမုံကျွေးနေကြလို့ Scooby ခင်ဗျာတင်းကွဲဖြစ်နေရရှာပါတယ်။ Daphne က Fred ကိုစိတ်ဆိုးပြီးပြန်လာတော့မှပဲအဖြူရောင်မော်ဆရာကလျှက်စီးအဖြူနဲ့ပြစ်ချပြီးပေါ်လာပါတယ်။နောက်တော့အနီရောင်မော်ဆရာပါရောက်လာပြီးကောင်းကင်ပေါ်မှာတိုက်ပွဲတွေဖြစ်ကြပါတယ်။ Velma ကအဖြူရောင်မော်ဆရာလက်မှာလက်စွပ်သုံးခွင်းဝတ်ထားတာကိုတွေ့လိုက်ရပြီး Meili ဟာနဲ့ပေါင်းရင်၄ခွင်းရှိတယ်ဆိုတာကိုသိသွားပါတယ်။အဖြူရောင်မော်ဆရာကအနီကောင်းကိုနိုင်သွားပြီး Meili ကိုဖမ်းကလက်စွပ်ကိုတောင်းပါတယ်။အဖွဲ့သားတွေက Shaggy ရဲ့မုံထုတ်ကိုဒုံးကြီးလိုပြစ်လွတ်လိုက်ပြီးကူညီလိုက်လို့ Meili တယောက်လွတ်မြောက်လာပါတယ်။ Velma အိမ်ကိုပြန်ရောက်တော့အဖြူကောင်ထက်လာတိုက်ပြီးမဲ့ Meili ကကိုခံပညာနဲ့ပြန်ချပါတယ်။ Shaggy ကတရုတ်အင်္ဂလိပ်အပီးတန်နဲ့ဝင်ကူညီမလို့လုပ်တော့ရှုပ်ကုန်ပြီးအဖြူကောင်က Meili ရဲ့လက်စွပ်ကိုလူ
လူယူသွားနိုင်လိုက်ပါတယ်။ Velma ကအင်တာနက်မှာရှာမရလို့ချန်ကိုမေးတဲ့အခါချန်ကသူဟာအနီရောင်မော်ဆရာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။သူဟာကြောက်စိမ့်နဂါရုပ်ထဲကတန်ဖိုးမဖြတ်နိုင်တဲ့နဂါနှလုံးသားပဒံများကိုစောင့်ရှောက်သူဖြစ်ပြီးလက်စွပ်လေးဝင်းစုံမှာနဂါရုပ်ပွင့်ပြီးပဒံများကိုယူလို့ရမှာဖြစ်ကြောင်းရှင်းပြပါတယ်။ညဘက်မှာချန်ရဲဆိုင်မှာထောင်ချောက်ဆင်ကြပြီးအဖြူရောင်မော်ဆရာရောက်လာတော့ရေပန်းနေနဲ့ပတ်စက်ကူမီရင်ကြီးနဲ့အုပ်ပြီးဖမ်းလိုက်နိုင်ပါတယ်။မျက်နှာဖုံးခွာလိုက်တော့ Mr. Wang ဖြစ်နေပြီး Miley က Mr. Wang စီကနေလက်စွပ်တွေကိုပြန်ယူလိုက်ပါတယ်။ Miley ရဲ့လက်စွပ်ကိုမြင်ကြတဲ့ကနီးစက်နေပြီဆိုတာကိုသိသွားတာကြောင့်လိုက်လူနေတာဖြစ်ပါတယ်။မော်ဆရာတွေပြန်တန်းနိုင်တာကလည်း Jet Engine တွေနဲ့ဖြစ်ပြီးလျှက်စီးတွေကတော့ Telsa Coin တွေကိုတုံးထားတာပါ။ Miley ကချန်ကိုလက်စွပ်တွေပြန်ပေးပြီးလေစိတ်ကိုသွားပါတယ်။ဇက်သိမ်းပိုင်းစိတ်ကမ်းမှာတော့လှေတစ်စီးထွက်ခွာသွားပြီးလှေပေါ်မှာနဂါနှလုံးသားပဒံများကြီးပါသွားပါတယ်။တကယ်တော့ Mr. Wang အကြောင်းရှင်းပြနေတော့ Miley ကလက်စွပ်တွေကိုတုံးပြီးပဒံများကိုခိုးယူထွက်ပြေးလာတာပါ။လှေပေါ်မှာ Miley ကပဒံများကိုကြည့်ပြီးသဘောကျနေတော့ Shaggy ရောက်လာပါတယ်။ Shaggy ကပဒံများကိုလူယူလိုက်ပြီး Miley ရဲ့တိုက်ခိုက်မှုကနေရှောင်းတိန်ကလှေရောက်ထက်ကိုပြေးဆင်းသွားပါတယ်။တကယ်တော့ဒီလှေကထွက်ပြေးမဲ့လှေအစ်စ်မဟုတ်ပဲ Fred တို့စီစဉ်ထားတဲ့ထောင်ချောက်လှေတစ်ခုသာဖြစ်နေပြီး Miley လည်းထောင်ချောက်မိကအဖမ်းခံလိုက်ရပါတော့တယ်